Hey yo ဒီနေ့မှာတော့ကျွန်တော်တို့ Frank ကို test mini ဆော့ပြအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရင်ဆုံး Frank ကိုရဲ့ emblem နဲ့တက်ပြောင်းမယ်ပေါ့နော်ဒါကတော့ကျွန်တော် software item နဲ့ emblem ဆက်ဖြစ်ပါတယ်ဆိုတော့ဘာလုပ်နေတော့မှကျွန်တော်အခုပဲဆော့လိုက်ကြရအောင်ဆိုတော့ကျွန်တော်တို့ဒီဘက်စကိလိုက်ရအောင်ကျွန်တော်ပွဲထဲရောက်မှတွေ့ကြတာပေါ့ကျွန်တော်ပွဲထဲရောက်ပြီးတော့ကျွန်တော်တို့ template ရလုံးနေကြတိုင်းလိုက်လုပ်ပါမယ်တို့ကျွန်တော် hook ဘလောက်ကျင်တဲ့ဒီပုံကပြတာအောင်ဖြစ်ပါတယ်တို့ကျွန်တော် hook ဘလောက်ကျင်တဲ့ပြတာမကြည့်ရလဲကျွန်တော်ဒီမှာ hyper မရှိလို့ပေါ့နော်ကျွန်တော်တို့ဒီမှာမတ်စမန်တွေ့တယ်ကျွန်တော်မတ်စမန်ဆွဲပြမယ် Pro အဲ့ကျွန်တော်ဟိုအဲ့ဒါလေးတက်သွားပါဘောနော်ဆိုတော့အမှကျွန်တော်လည်းအောက်လင်းကိုဆင်းသွားရပေါ့နော်အောက်လင်းကကျွန်တော်တို့ချောင်းလေးကိုဝိုင်းခန့်မယ်ပေါ့အဲ့မှာ Pro ကြည့်တာကျွန်တော်ဆွဲရမယ်အဲ့ချောင်းကြည့်တာမမီမီအောင်ဆွဲရ Pro ကြည့်တာဒါကကျွန်တော်ရှင်းပြဒါ sorry လို့ကြော်ပြတာပါကျွန်တော်နောက်ပိုင်းမှာကျွန်တော်ကြည့်တာဒါပြီးတော့ကျန်တာ Pro ကြည့်လိုက်နောက်ပိုင်းကျမှဆိုတော့ကျွန်တော်အလေထဲမှာ video ပေါ့နော်ကျွန်တော် video ကိုကျွန်တော်ဆွဲရအောင် Pro ကြည့်ရလိုက် video ဆွဲရအောင်မှာကြည့်တာဆိုတော့အမှကျွန်တော်လည်းမရှိတဲ့ချက်တွေ꿰ကုန်ပြီဆိုတော့ကျွန်တော်အပေါ်လမ်းကိုပြန်လစ်သွားတယ်ပေါ့ဘရိုမှာကြည့်တယ်ဒီတစ်ခါတော့မမီးရောက်ဆွဲရမယ်ကြည့်ရဘရိုမှာကြည့်ရမတွေ့လားပါဝိုင်းမှာကျွန်တော်ကတူဝိုင်းဆိုတော့အမှကျွန်တော်တို့ရဲ့ enemy ကို test spin နဲ့ရိုက်လို့မြန်ကျွန်တော်လက်ကြီးကို test spin နဲ့တီးနေလို့တီးစိတ်ယူတီးလိုက်ပါတယ်ဆိုတော့အမှကျွန်တော်ဆောင်းတာတီးဝိုင်းကောင်လေးနဲ့ပြန်တွေ့ပါတော့အကောင်လေးကိုကျွန်တော်ပြန်တီးပြမယ်မိုင်းနဲ့ကွက်တီတွေဒီကကျွန်တော်ရိုက်လိုက်ပါဒီကောင်လေးကိုဘေးကလာချုပ်တဲ့နာနာဟောကကျွန်တော်ပါဆက်ဆွဲသွားပါတယ်တော့ကျွန်တော်နာနာတော့မသိပါဘူးเนาะအမှနာနာကမသိတော့ဘောက view တွေ့ရဆိုကျွန်တော် view 30ကိုလောက်ပါတယ်အမှအကောင်လေးကတော်တော်စာတန့်နေပါတယ်ကျွန်တော်မကြီးစာတန့်နေတဲ့အကောင်လေးကဆိုတော့မှကျွန်တော်တို့ရဲ့ပွဲချိန်3မိနစ်ကျော်ရောက်လာပြီပေါ့เนาะအမှကျွန်တော်မပဒေထပ်ဖြစ်ပါတယ်အမှတို့ကြည့်ရလဲအမှအဲ့ဘာဝင်လိုက်တယ်ကျွန်တော်အမှ attachment ဝင်ကျုံးနေခင်ဗျာအမှဝင်ကျုံးနေတီးသွားပါတယ်ဘောက view ထပ်ရိုက်ဖို့လောက်ပါတယ်ကျွန်တော်နောက်က packet တင်ပါတယ်ကျွန်တော်ဒီမပြောက်ပါဘူးเนาะအဲ့လိုနဲ့ကျွန်တော်ပေါ့ကိုးလင်းပြန်တက်သွားတယ်ပေါ့ပြန်တက်သွားရင်ကျွန်တော်တီးဖို့လုပ်ပါတယ်ကျွန်တော်ကျိတ်ကလည်းမမိပါဘူးဆိုတော့ကျွန်တော်လည်းမှာချိန်မင်းမင်းတူကျွန်တော်အိမ်ထဲမှာဆိုပြီးလုပ်ပါတယ်ဆိုတော့အိမ်ပြက်ကြီးမှာနိုးလည်းညှက်ချုံနေခန်းညရောက်ကျွန်တော်တို့တော့ခွဲတော့ဝိုင်းချပါလိုက်ပါတယ်ဆိုတော့မှအေးကြီးရလက်ပြတယ်ပေါ့ဒါပေမဲ့သူ့တန်မဲ့ကအနိုင်ထုံးနေသလိုပါပဲဆိုတော့ကျွန်တော်တာတရားတဲ့ထုံးခန်းတိုင်းကျွန်တော်တို့သင်ရရတာပါပေါ့ဟိုမှာကျွန်တော်လည်းလေလန်းကိုဖေးဝင်ကန်းဖို့လုပ်ရတယ်ကျိတ်ကလည်းထုံးခန်းတိုင်းမမိပါဘူးကျွန်တော်ဟိုဘက်ကြည့်လိုက်အမှနိုးလေလေးပတ်စားတာကျွန်တော်လည်းဝင်ရိုက်ပါတယ်ဘလို့ကြည့်လိုက်အမှကြည့်လိုက်အကောင်ဘာလို့လို့မရတော့မှကျွန်တော် test mini ရိုက်ပြန်ပြီးရလုံးဝမလို့မကြည့်ပေါင်းလေးစတက်တာအဲ့လိုနဲ့ပဲကျွန်တော်တို့လည်းဒီမှာခြုံဝင်စင်းနေမှာဖေးရောက်လာကျွန်တော်ချိတ်ကအဲ့လိုနဲ့တပီးဖိနဲ့မိလာတယ်ပေါ့နော်ခုကတပီးဖိနဲ့ပဲမိလာမင်းသားဆိုတော့နောက်ပိုင်းမှာကျန်တယ်အမှကျွန်တော်တို့လည်းပွဲချိန်6မိနစ်9မိနစ်ဆိုပွဲချိန်ရောက်တော့အမှကျွန်တော်ခြုံမှာစောင်းနေ6မိနစ်ဝင်လာပြီးတော့ပါတယ်ခင်ဗျာဆိုတော့ဒီလိုနဲ့ပဲကျွန်တော်တို့လည်းတားတဲ့ကိုထည့်ရဝါရပေါ့နော်အမှကျွန်တော်တို့ခြုံထဲမှာမဘလို့ကြည့်ရမှာနိုလန်းဖင်ဝင်နိုင်တာမရပါဘူးကျွန်တော်ဆုံးမပြီးတယ်အမှပြတ်သေးသွားပါတယ်ကျွန်တော်တာဝါယူပလိုင်းဝင်ရတယ်ပေါ့မဝင်ရတော့မှချောင်းဝင်ကြံသွားပါတယ်ကျွန်တော်ရှော့ရပါတယ်ဒီချောင်းကျွန်တော်ညှိုးထားပြီပေါ့နော်အဲ့မှာပဲကျွန်တော်9မိနစ်ဆိုတော့တိုင်မင်းရောက်ရှိလာတဲ့အချိန်မှာကျွန်တော်ပဒေစဖြစ်ပါပြီကျွန်တော်တွေ့ရတဲ့ပြီးရတယ်အကုန်လုံးကတော့အဲ့မှာကျွန်တော်လည်းဂျွန်လာတဲ့ easier လေးကိုကျွန်တော်ပေါင်းတက်လိုက်ပါတယ်ကျွန်တော်အစ်စ်လည်းမရပါဘူးကျေးဇူးတင်ပါတယ်လို့တော့မှကျွန်တော်ပွဲချိန်10မိနစ်မှာဆိုရင်တော့ကျွန်တော်ဒီချောင်းတက်လို့ကိုကျွန်တော်ထပ်သေးပါပါတယ်ကျွန်တော်ပြင်သွားရလိုက်တော့ဒီချောင်းတော့ကျွန်တော်နောက်ထပ်အသေးတောက်ရတော့တော့မှကျွန်တော်လည်းအမှခြုံထဲမှာနေနဲ့ချောင်းရင်ဆက်ဆက်ညံ့ရောက်လာတော့ကျွန်တော် teammate တွေနဲ့ပေါင်းတက်ပေးလိုက်ပါတယ်ဆိုတော့အမှကျွန်တော်လည်းမှခြုံထဲမှာထပ်နေနဲ့ကျွန်တော်နာနာကြီးဝင်ရိုက်လိုက်ကျွန်တော် test screen နဲ့ဝင်ရိုက်ပေးလိုက်ပါတယ်အမှကျွန်တော် damage တွေဝိုင်းပေးတယ်ကျွန်တော်မသေးသွားပါဘူးကျွန်တော်လည်းနာနာကို test screen နဲ့မြန်ရလို့ဆိုကျွန်တော်ပီနာဘက်ကို test screen inspire ရင်းနဲ့ဖွင့်ရိုက်ပေးလိုက်ပါတယ်ဆိုတော့အမှ12မိနစ်မှာပဲအဲ့ချောင်းလို့ကျွန်တော်ထပ်သေးသွားပါတယ်အမှတက်ကြီးလိုက်ပါဆိုတော့အမှပဲကျွန်တော်တို့မတ်စမန်နောက်ကောင်လောလူဝေးစတယ်မှာကျွန်တော်100မီနဲ့ easy ကကျွန်တော် blue နိုင်သွားမယ်ဆိုတော့100မီပဲနိုင်သွားတယ်အမှကျွန်တော်လည်းပြန်ထွက်လာတော့ကျွန်တော်အမှကိုယူကဲလုံနေပြီးရိုက်တက်ပလိုက်ပါတယ်အမှကျွန်တော်ဝင်လာတဲ့မှာနိုလန်လေးကိုကျွန်တော် inspire လေးဖွင့်ထည့်ရိုက်ပေးလိုက်ပါတယ်ကျွန်တော်မတ်စမန်တော့ကောက်ခါသွားဖို့နာနာလေးကပါစေထွက်ဆွဲဖို့လုပ်ပါတယ်ဒီတခါတော့နာနာပြန်ရှော့သွားပါတယ်ကျွန်တော်အရင်တခါလုံးမရှင်သွားပါဘူးပြန်ရှော့သွားပါမှကျွန်တော်ချင်းနဲ့ဆွဲပေးလိုက်တာပါဆိုတော့ကျွန်တော်အမှပဒေချက်ဖြစ်တယ်ပေါ့နော်ကျွန်တော်အမှခရီးတွေကိုကျွန်တော် attachment နဲ့လိုက်ရပါတယ်ဗီဒီယိုကတော့တူကောင်းတူပါနိုင်ပါတယ်ကျွန်တော်အတမ်းတွဲနေတော့ဒီကဆိုတော့မှဗီဒီယိုကြည့်ရှုပြီးကြရတဲ့ဒီတိုင်းဒီမှာဆိုတော့အားလုံးပဲတမ်းပါရအောင်နောက်ဗီဒီယိုမှာတွေ့နေကြမယ်
ဆိုတော့အားလုံးပဲနောက်ဗီဒီယိုပြနေကြပါမယ်ဘိုင်ဘိုင်ပါ channel ကို subscribe လေးပြုလုပ်ပေးကြပါဦးဆိုတော့ဒါနဲ့ကျွန်တော်ပြောမိသွားတာကျွန်တော်ဒီဘက်မှာ MVP ရပါပါတယ်လို့ကျေးဇူးတင်ပါတယ်လို့